စာရေးသူတိုးဆောင်ရေးသားသောအကျဉ်သူသည်ပိုင်းတဲ့အလွန်တရာမှအေးချမ်းတိတ်ဆိတ်လာသောမနက်ခင်းလေးတစ်ခုဖြစ်ပါသည်တောင်ကုန်းလေးတစ်ခုပေါ်သို့မနက်ခင်းလင်းရောင်ကြီးနွေးနွေးကပြည်ပြည်လေးထိုးကျပေးနေသည်တောရီတောင်ရင်နှင့်တကြီးဝါကြီးပေါ်ရရက်မှုဘာသာဘာဝတွန်ကျူးနေကြသောကြီးငှက်တာရကတို့၏နှုတ်ခွန်းဆက်တေးဒီတန်များကိုလည်းပုံမတီမှကြားနေရသည်ဝေကောက်သောလမ်းကလေးမှတဆင့်တောင်ကုန်းလေးတစ်ခုပေါ်သို့လူ9ဦးတရွေ့၍တက်လန်းနေသည်တကယ်တော့လမ်းဟုပင်ပြောရန်ခက်သောလူသွားလမ်းလေးတစ်ခုပါမိလူနေသောအမိုက်တရိုက်များခြုံရွယ်ပိတ်ပေါင်းများတတိထားသွားလာနေရသည့်ညီသားကျန်းကွယ်များကိုကြည်ချင်းအဖြစ်လူသူအရောက်ပေါက်နေမှတိတာလွန်လာပါ၏ဦးဆောင်သူကအသက်50အရွယ်လူကြီးတဦးအပြင်းအစင်အရံမောင်းအရဒေသခံတဦးဖြစ်မှန်းငင်းပွယ်မရှိနောက်မှ၄ဦးမှာတော့အနှင်းငယ်ထူကြပါသည်အသားရည်နှင့်ဝတ်စားပုံများအရဒေသခံမဟုတ်တာတော့သိကြသည်ပြီးတော့ခီးဆောင်အိတ်ကိုစီကိုကျောင်းမှာပိုးထားသည့်အပြင်ရှေ့မှရှောင်းနေသည့်2ဦးမှာကင်မရာများကိုပင်လယ်မှာဆွဲထားသည်ပုံစံများအရခီးသွားများလိုသို့မဟုတ်လေးလာရီထွက်လာသောကျောင်းသားများလိုပိုး၍ထူးကြသည်က၄ဦးအနက်3ဦးမှာယောက်ျားလေးဖြစ်ပြီးကြံ2ဦးမှာမိန်းကလေးဖြစ်နေခြင်းပင်မနက်ခင်းပင်ဖြစ်တော်လဲယောက်ျားလေးများနှင့်ရင်မောင်တန်းရှောက်လန်းနေရသည်မို့မိန်းကလေးမှာအနှဲငယ်ပင်မနေပုံရသည်တောင်ပတ်လမ်းအတိုင်း9ဦးသာတက်လာရင်းမှကုန်းရတညက်လောက်ကြာတော့ရှေ့မှဦးဆောင်လမ်းလျှောက်နေသူလူကြီးကခြေစုံကိုရပ်ပစ်လိုက်သည်ပြီးတော့ရှေ့တူယူကိုလက်ညှိုးထိုးကတခုံးဆိုသည်ဝေလူရီမင်းသမီးရဲ့စံနှန်းဆောင်ဆိုတာဟောတာပဲကင်မရာလွှဲထားသောဖြူးဖြူးသွဲ့သွဲ့လူငယ်လေးမှာရှေ့သို့အမြန်တိုးထွက်လာပြီးညွန်ပြရာကိုဂရုထားကြည့်လိုက်၏အော်ရင်သက်ရှူမိုးဝယ်ကောင်းလေစွာတက္ကရာတို့တိုက်စားဝါမြူမှုကြောင့်စံနှန်းဆောင်ကဟောင်းနှွဲပျက်စီးကနေချပြီသို့တော့သူ၏ပုံတံနှင့်တူးတယ်မှာမပြောက်ပြက်သည်အိုမင်းမစွမ်းဖြစ်နေသည့်ကြားမှာပင်အလားတရားကကြံနေသေးသည်ရေးကြသည်ဆိုတော့ထက်ကြည်နေရင်နဲ့အလိုလိုလွမ်းမောလာရသည့်တိဆောက်မှုမျိုးပါတော်တော်ကြီးကိုအိုဟောင်းနေပြီပဲသူ့တက်တန်းကဘယ်လောက်ရှိပြီလဲဗျရင်းမောင်မီစုပ်ဖွားနှင့်တီရှပ်အမဲတစ်ထည်ကိုတွဲဝတ်ပြီးမုတ်စင်မွေရေးထားသောလူငယ်ကမီးလာသည်မှန်မှန်ကြီးနှစ်ပေါင်း300ထပ်ပေါ့ဗျာကျုပ်လည်းအတိအကျတော့မသိဘူးတမျိုးတော့တမျိုးပါပဲပြုပြင်ထိန်းသိမ်းခြင်းမရှိသောတန်မိုးတိုင်းတာမရသည့်ရှေးဟောင်းလက်ရာကြီးကိုပဲမြင်တွေ့ရလို့လားတောတောင်ရှုံမြောင်တို့အလဲရင်ထီးထီးကြီးရှိနေသောခံစားမှုကြောင့်လားမသိလေးဦးသား၏ရင်တွင်မှာဝမ်းနည်းစိတ်လိုလွမ်းမောစိတ်လိုခံစားရသည်မင်းသမီးတစ်ပါး၏စံနှန်းဆောင်ဖြစ်သည့်ကြောင့်အုပ်ရိုးမြင့်မြင့်များခန့်ညာဝင့်ထဲသောတကားကြီးများအဆောက်ချက်ပေါင်းများစွာဖြင့်တစ်ချိန်ကစီကားဝင်းရံခဲ့မိဖြစ်တော်လဲယခုတော့ပြိုကျပျက်စီးနေသောအုပ်ရိုးအဆွေးမြင့်များကိုသာတွေ့ရသည်ဝင်ပေါက်မှလည်းဟာလာဟင်းလဲခမ်းမရသလောက်လက်ရကပကန်းခဲလောက်ရှေးကြပုံမရတော့လဲအမြင်မှာတမျိုးဆန်းနေသည်ဒါကြီးကိုဟိုတယ်ပြန်ဆောင်မှာဆိုတော့နှမျိုးစရာကြီးဗျနောဆရာရမောင်မီစုပ်ဖွားလူငယ်မှပင်ဆရာဟုဆိုသောလူတဦးကိုဦးတီပြောဆိုလာသည်ဆရာအခေါ်ခံရသည့်သူမှာသူတို့၄ဦးထဲတွင်အသက်အကြီးဆုံးဖြစ်ပြီးရှက်အင်ကြီးလက်ရှင်နှင့်ရခိုင်ပစိုးကိုတည်တည်တတ်ဝတ်ဆင်ထား၏ပိုင်ရွက်အချို့ကိုလက်တွင်ပိုက်ခါဥပရိယုံမှလည်းတည်ငြိမ်ကနေသည်ဘယ်တက်နိုင်မလဲကွာငါတို့ကဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူတွေမှမဟုတ်တာ
တတိယဆောက်ဆိုတော့လေဆောက်ရုံပေါ့ဒါနဲ့ဒီစံနှန်းဆောင်နဲ့တောင်ကုန်းကြီးကိုအရင်ကရှမ်းစော်ဘွားကြီးတူပိုင်ဆိုင်ခဲ့တာဆိုဗျဟုတ်လားဦးစောမောင်ဦးဆောင်တက်လန်းလာသူကိုရင်ကိုကြလိုက်လံပြသပေးသူဒေသခံလူကြီးအမည်မှာဦးစောမောင်ဖြစ်လေသည်ဟုတ်တယ်ဆက်ဆိုင်ဖပိုင်တာကြားဘူးလားစော်ဘွားကြီးဆက်ဆိုင်ဖဆိုတာလွန်ခဲ့တဲ့နှစ်3-40လောက်မြောက်ရှမ်းတစ်ခွင်မှာဆက်ဆိုင်ဖကိုမသိသူမရှိတော့ဘူးကောင်းတဲ့ရောမကောင်းတဲ့ရောနဲ့နာမည်အတော်ပေါက်ခဲ့တဲ့တတိပေါ့ဗျာကျုပ်ထင်လွန်ခဲ့တဲ့9-10နှစ်လောက်ကဆက်ဆိုင်ဖကိုယ်တိုင်နေဖို့ဆိုပြီးတော့တပည့်တပန်းတွေနဲ့ရောက်လာသေးတယ်ဒါကြီးကိုပြင်ဆင်ကြဖို့ဒီနေ့ကတာဝန်ရှိသူတွေနဲ့တော့ညှိနှိုင်းခဲ့ကြသေးတယ်ထင်တယ်ဒါပေမဲ့ဘလို့ဖြစ်တယ်မသိပါဘူးဗျာအဲ့ဒီအစီအစဉ်ကအကောင့်ထဲပေါ်မလာဘူးအခုမောင်ရင်တို့တထေးကစော်ဘွားဆက်ဆိုင်ဖစီကဒီနေရာနဲ့အဆောက်အဦကြီးကိုပြန်ဝင်လိုက်တာထင်တယ်ဟုတ်တယ်တထေးစီကကြားခဲ့တာလေအဲ့ဒီတိုင်းပဲဦးစောမောင်ကခေါင်းကိုညှိ့မြသည်ဒါနဲ့ခမရဟုတ်ပါဗျူကားပေါ်အစင်းချင်းစံနှန်းဆောင်ရောက်ဖို့လောနေရနေပဲကိုအခုမှပဲမိတ်ဆက်ရတယ်ကျွန်တော်ကတက်ဦးပါဒီလုပ်ငန်းကြီးတစ်ခုလုံးအကောင့်ထဲပေါ်လာဖို့အစမှအဆုံးတိုင်းတာဝန်ယူထားရတဲ့ project manager ပေါ့ဒါကတော့ကျွန်တော်လက်ထောက်စူးကျော်တဲ့ကျင်းစုပ်ဖွားနဲ့လူငယ်ကခေါင်းငိန်ကပြုံးပြသည်အိုကင်မရာလွှတ်ထားတဲ့ညီလေးကဒီမှာဆောက်လုပ်မဲ့ဟိုတယ်ကြီးအတွက်လိုအပ်တဲ့ဒီဇိုင်းပုံစံတွေရေးဆွဲပေးဖို့တာဝန်ယူထားတဲ့အင်ဂျင်နီယာလေးပါနာမည်ကစစ်ညီရဲ့ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ်ခင်ဗျစစ်ညီဆိုသောဖြူဖြူသွဲ့သွဲ့အင်ဂျင်နီယာလေးကလူငယ်ပီပီရှစ်တလန်းတိုးကဦးစောမောင်ကိုလက်ဆွဲနှုတ်ဆက်သည်မန်နေဂျာတဦးကတဦးဒီကြံတော်သောမိန်းကလေးကိုထပ်မံမိတ်ဆက်ပေးဖို့ပြင်သည်ဦးညီမလေးကကျွန်တော်ချစ်သူပါနာမည်ကစိန်နဲ့စိန်စစ်ညီရဲ့စကားဆုံဆုံချင်းထွက်လာတော့နာမည်တီတိုးရေရွတ်တန်ဒီကဦးစောမောင်ထမ်းမှာမဟုတ်မနေနိုင်မထိုင်နိုင်စူးကြော်နှုတ်ဖျားမှလွတ်ခနဲ့ထွက်သွားခြင်းဖြစ်၏လက်ဆွဲနှုတ်ဆက်နေရမှစစ်ညီစက်ခနဲ့လှည့်ကြည့်တော့စူးကြော်ကဘာရမဟုတ်အားနာတယ်လို့ပြုံးပြသည်ကျမနာမည်ကစိတ်ပါရှင်ကိုကြီးကိုကူဖို့လိုက်လာတာပါဦးစောမောင်ကတော့လူကြီးပီပီအတိမတ်ပြုတယ်လို့ကောင်းငင်ပြပါသည်ပြီးတော့စံနှန်းဆောင်ကြီးရှိရာစီတို့တိမ်ငယ်စွာလှမ်းကြည့်ရင်ဟိုတယ်ဆောက်မှာဆိုတော့ဒီနန်းဆောင်ကြီးကိုဖျက်ရမှာပေါ့နော်မန်နေဂျာတဦးကဖာဖာထေးထေးဝင်ပြောသည်တရသေးတော့လည်းပြောလို့မရပါဘူးနန်းတော်ရဟောင်းနဲ့လည်းနီးတာဆိုတော့နိုင်ငံခြားခီးသွားတွေကိုဆွဲဆောင်တဲ့အနေနဲ့ဒီနန်းဆောင်ကြီးကိုရှေးမှုမပြတ်ပြင်ဆင်ပြီးဟိုတယ်လုပ်ဖြစ်ရင်လည်းလုပ်ဖြစ်မှာပါနေရာဒေသနဲ့ဈေးကွက်အခြေအနေအရအထက်လူကြီးတွေဘက်ကမဖြစ်နိုင်ဘူးဆိုရင်တော့လေအကုန်ဖြတ်ပြီးအသစ်ဆောက်အောင်ပါပေါ့ဗျာနိုင်ငံခြားခီးသွားတွေတော့ဒီဘက်အရောက်များတယ်နန်းတော်ရဟောင်းနဲ့လည်းနီးတာ哦နောက်ပြီးဒီကုန်းပေါ်ကကြည့်ရင်တမျိုးလုံးကိုစီးမိနိုင်တယ်လေဦးစောမောင်ပြောမှပင်လေးဦးသားနောက်လှည့်ကြည့်မိသည်ဟုတ်၏သူတို့မျက်နှာအမူအရာရဲ့တောင်ဘက်အရက်စီမှာမြို့ကိုဝင်နေသောမြို့လေးနဲ့ပုံပြပြမြစ်ပြင်ကျဲကိုလှမ်းမြင်ရသည်နန်းတော်ရာဟိုမှာလေမြောက်ဘက်အရက်စီမှာမှတစ်ပင်ဝါပင်အုပ်ဆိုင်ဆိုင်ပြတ်တက်ပြအိုးအပြောက်အမုန်းများနဲ့ထီးဟန်နန်းဟန်အပြည့်ရှိသေးသောနန်းတော်ရာဟောင်းကိုမြင်ရသည်ဒီဝေလူဝတီစံနှန်းဆောင်ကြီးကိုသာဖြိုပြရင်တော့တော်တော်နှမျောစရာကောင်းပါဗျဒို့ပေတဲ့လက်ရမပြတ်ထားပြီးဟိုတယ်ဖွင့်မှုကလည်းလွယ်တော့မလွယ်လှပါဘူးဦးစောမောင်ကတူးတယ်ပဲညီးတယ်လို့ဖြင့်ခေါင်းကိုညှိကဆိုသည်ပြီးတော့တစုံတရာကိုသတိရတယ်လို့မျိုးဦးစောမောင်မျက်နှာမှာအနှဲငယ်လေးနဲ့သွားသည်ကိုလည်းမြင်ရသည်မလွယ်ပါဘူးပြီးတော့မှခေါင်းကိုရမ်းရင်ကဲပါအချိန်လေးရှိတော့ခမည်းတော်နန်းဆောင်အတွင်းထဲအထိလိုက်ပြပေးမယ်လားပြောဆိုဦးစောမောင်ကခြေလန်းကြက်ကြက်ဖြင့်ပြိုကျနေပြီဖြစ်သောအိုယိုးဝင်းကြီး၏အလဲဝင်ပေါက်နေရသို့ဦးဆောင်ဝင်သွားသည်ဘာမှမသိသူတို့လေးဦးလဲတဦးမျက်နှာတဦးကြည့်ကနောက်မှတွတ်တွတ်လိုက်ဝင်ရသည်
စံနှန်းဆောင်နဲ့နီးကပ်လာချိန်မှာတဖြည်းဖြည်းသတိထားမိလာသည်ကဒုရဲ့အခိုင်အမာဖြင့်တိဆောက်ထားသောအဆောက်အဦကြီးတစ်ခုပါပဲထို့အတွက်ကြောင့်လဲနှစ်ပေါင်း300ကျော်ကိုဖျက်ဆီးအန်တုနိုင်လာသည်ထင်ထူးခြားသည်ကနန်းဆောင်ဒုတိယတက်မျက်နှာစာဟုဆိုရမည်ဖြစ်သည့်လေယာပြင်းနေရာတစ်ခုပါလေသာဆောင်ဟုပဲဆိုရမည်လားအနားယူဆောင်ပေပဲလားသို့မဟုတ်အခြားအထိပ္ပယ်တစ်စုံတရာဖြင့်ပြုလုပ်ထားသည့်နေရာလားမပြောတဲ့မြည်ဘူးသမျှလေသာဆောင်တိုင်းလိုလိုမှာတော့အမိုးမပါလျင်တော့အကာတော့ပါသေးခြင်းပဲယခုမြင်ရသောလေသာဆောင်ကအမိုးမပါအကာမပါအုပ်ရိုး၄ခုကိုတော့တောင်း၄တောင်းမှစိုက်ထူထားသည်ထိုလေသာဆောင်အောက်မှာမှနန်းဆောင်ဝင်ပေါ့အုတ်ကပ်ပင်တို့အင်အားကြီးပေါက်ရောက်နေသည်ဖြစ်ရာနန်းဆောင်တိုင်လုံးများမှာတစ်မြင့်နွယ်များဤဝါမျိုးအုပ်စိုးထားခြင်းကိုခံနေရ၏ရင်းကြီးအောင်ဝါနေသောအင်္ဂလိပ်အုပ်သားတို့မှလည်းဟိုမှဒီမှကွာကြနေသည်ပြတင်းအလင်းဝင်ပေါက်တို့၌ပန်းခန့်ပန်းတွေများစိတ်သုံးကာတချို့နေရာများတွင်အတွင်းအုပ်သားများပါကျူးပဲ့ကြေးမွားကာနေပါသည်အစာဦးနေရတစ်လျှောက်အကွဲကြောင်းကြီးများကိုလည်းအများပြားတွေ့ရသည်ဒီအတိုင်းဆိုပါကရှိလျက်မပြတ်ပြုပြင်တိဆောက်ဖို့ရာတိတ်လွယ်လာမည်မထင်နန်းဆောင်နဲ့ရောက်ရောက်ချင်းသူတို့အားလုံးတပြိုင်နက်ခံစားလိုက်ရသည်ကအေးကြလိုက်တာဗျာမန်နေဂျာတဦးထံမှထွက်လာသောစကားဖြစ်သည်ဟုတ်ပါဗျာအမောရီတောင်ပြေသွားသလိုပဲစိုးကျော်ကထပ်မံအတည်ပြုလာပြန်၏အမှန်ကသူတို့ရောက်ရှိနေသောနေရာသည်အမိုက်တရိုက်နှင့်အမီခေါ်ရန်ခတ်သည့်အညစ်အကြေးများအုတ်သားအကျိုးပဲ့များဆွတ်ဆွတ်အောက်တိုးသောအနက်သက်များလိုင်လိုင်ထွက်နေသည့်အခန်းကျယ်တစ်ခုပါမျက်မြင်အခြေအနေအရစိတ်ချမ်းမြေ့စရာတကွမ်းမှမရှိသောအခင်းချင်းဖြစ်သည်ဒါပေမဲ့ဘာကြောင့်မှမသိသူတို့စိတ်ထဲမှာတမျိုးတမီတာယာနေပြန်သည်ဦးစောမောင်ကချီလူကြီးတွေကဒီနေရာကိုဝေလူရီဧကန်းဆောင်လို့ပြောကြတယ်နောက်ပြီးအောက်ထပ်မှာမင်းသမီးရဲ့ချိုးရီ3ဆောင်နန်းသာဆောင်ပွဲတော်တဲဆောင်တွေရှိရဲတဲ့အပေါ်တက်မှာလက်ဖေး3တော်ဆောင်အနားယူဆောင်အိတ်ဆောင်တွေရှိရပြောတယ်ငငယ်ကတော့ဒီနန်းဆောင်ကြီးပတ်ဝန်းကျင်နဲ့အောက်ထပ်အခန်းကြီးကကျုပ်တို့ကလေးတွေအတွက်စော့စရာဘုံတန်းကြီးပေါ့ဗျာမြို့ပြအင်ဂျင်နီယာပြီးလက်ရနဲ့တိဆောက်မှုပုံသဏ္ဍာန်ကိုကြည့်ပြီးအံ့ဩနေမိသည်ကစစ်ညီအနိကကြည့်ပြီးတော့မှလက်ရသည်ရှီးဆန်လုံးသည်လည်းမဟုတ်စမ်းတစ်သည်လည်းမဟုတ်ထူးခြားသည်ကနေရအခင်းချင်းနှင့်ပစ္စည်းအထားသို့အခန်းဖွဲ့စည်းပုံနှင့်အလင်းပေးပုံပြင်ပအလင်းကိုလက်ခံပုံသဘောတရားနှစ်ပေါင်းရာချီကြာမြင့်ပြီဖြစ်တော်လဲအင်ဂျင်နီယာအမြင်ဖြင့်သူသိလိုက်သည်ကဗန်းညီမှုတချို့နေရာများတွင်ဗန်းညီမှုကိုစနစ်တကျချိုးဖောက်ထားမှုဤဆောက်ပုံကတော်တော်ဆန်းပြတယ်အချိန်ပေးပြီးလေးလာနိုင်ရင်ဒီတက်ဆန်းပြတာတွေအများကြီးထပ်တွေ့ရမှာပါဦးစောမောင်စကားကိုစစ်ညီခေါင်းညိတ်ထောက်ခံမိသည်ပြီးတော့မနေနိုင်စွာတခေါမေးလိုက်မိ၏ဝေလူရီဆိုတာဘလို့အမျိုးသမီးမလို့လဲဗျာနှစ်ပြည်တော်စစ်ဖြစ်ရမယ့်အရေးကြောင့်မင်းတရားကြီးကိုယ်တိုင်မဖြစ်မနေချင်းမြင့်မြောက်စားလိုက်ရတဲ့ပါရမီရှင်အာကအမျိုးသမီးပေါ့ကွာကဲပါအဲ့ဒါကြီးထားလိုက်ပါပြောမယ်ဆိုရင်ပြောလို့ဆုံးမှာမဟုတ်ဘူးအချိန်ရှိတော့ခင်ဗျားတို့လည်းလေးလာစရာရှိတာလေးလာကြပါဦးကျုပ်လည်းရွာပြန်ပြီးခင်ဗျားတို့အတွက်စီစဉ်စရာရှိတာတွေကိုစီစဉ်ရအောင်မယ်ဒါနဲ့ရွာရောခင်ဗျားတို့မှတ်မိရလားလေဦးသားတယောက်မျက်နှာတယောက်ကြည့်မိကြ၏ဖြတ်တန်းလာခဲ့သည်ဆိုတော့လေဒေသစိန်ဖြစ်လေတော့ခုကျုပ်တို့တက်လာတဲ့လမ်းတိုင်းဂုံးလေးကိုပြန်ဆင်းသွားရင်အချိန်မှာညာဘက်ကိုချိုးဝင်ရတဲ့လမ်းကလေးရှိတယ်အဲ့ဒီအတိုင်း9မိနစ်လျှောက်ခဲ့အနည်းဆုံးမြင်ရတဲ့အိမ်ကကျုပ်တို့လေးရင်စုရွာရဲ့ပထမအဆုံးအိမ်ပဲဘလို့လဲဖြစ်ရမှလားမန်နေဂျာတဦးကအဆင်ပြေကြောင်းခေါင်းညှိပြသည်ကဲအဲ့လိုဆိုရင်ကျုပ်သွားပြီခင်ဗျားတို့အတွက်တောချက်သားအရေးတောက်လေးရွာကိုချက်ခိုင်းထားလိုက်မယ်ဦးစောမောင်ကသူတို့ကိုထားခဲ့ပြီးနန်းဆောင်တွင်မှထွက်ခွာသွားသည်ခြေလမ်းကျဲကျဲလှမ်းသွားသောဒေသခံဤကြောပြင်ကိုကြည့်ပြီးလေးယောက်သားလက်တလောဘာလို့ရမှမသိ
အားလုံးကဧည့်သည်ပြီးတော့ဒေသစိမ်းပတ်ဝန်းကျင်စိမ်းမှာစံနှန်းဆောင်ကြီးကလည်းသူတို့အတွက်အစိမ့်သက်သက်နောက်ဆုံးတော့စစ်ညီတပ်ပြင်းကိုချပြီးနီးစပ်ရာနေရန်တစ်ခုမှာဝင်ထိုင်လိုက်သည်အလုပ်တွေဇက်တိုက်လှုပ်လာရသည့်အပြင်တညာလုံးကားစီးလာရမှုကြောင့်သူပင်ပန်းနေပြီလေစိန်ကလည်းသူ့နှစ်ဘေးမှာဝင်ထိုင်သည်သူတို့နှစ်ဦးထိုင်တော့မန်နေဂျာတဦးတို့ဆရာတပည့်လည်းကြောဖို့အိတ်တွေပြစ်ချရင်မလန်းမကန်းနေရတစ်ခုမှာဝင်ထိုင်ရသည်တကယ်တော့အချိန်ကခဏလေးပါနိုင်လက်တန်နဲ့တွက်လျင်လက်ဆယ်ချောင်းမှမပြေလိုက်ဒါပေမဲ့ထိုခဏလေးအတွင်းမှာပင်အစာအုပ်ကြီးထူးခြားမှုတစ်စုံတရာကိုစိန်ကစတင်ဖမ်းမိလိုက်ပါ၏ဘုန်းကြီးဟိုနေရာလေးကိုကွက်ပြီးတော့အလင်းထိုးကြနေပုံကြည့်ပါဦးဟမ်စင်ကြီးအလိုလိုမတ်တက်ရက်မိသွားပါသည်ပင်ကူပိုးရီများဖြင့်ရှုပ်ထွေးညစ်ပတ်နေသည်အောက်ဖက်မှာလည်းအုတ်သားအဆင့်ဆင့်များဖြင့်အခိုင်အမာပုံဖော်ထားသည်ကိုတွေ့ရသည်ဖျားပလင်တော့မဟုတ်တန်ရာအလင်းကွက်ပြီးထိုးကြနေသည်ကထိုပလင်လိုလိုကြောက်စပွဲလိုလိုခုံမြင်လေးတစ်ခုပေါ်မှာတွတ်တွတ်ရှောင်ရင်ထိုအပေါ်သို့စစ်ညီလွှားကနေခုန်တက်လိုက်သည်ထိုအခါအလင်းကွက်ကသူ့ခြေစုံမှာလာစုသည်နိုင်ရန်ရှိဘီးပင်ညာ၃ဘက်ဤနိုင်ရန်တစ်ခုစီမှာပန်းခက်ပန်းတွေများဖြင့်တစားဆင်ထားသောပဒင်းတကားတို့အပြင်အပေါ်ဘက်အရက်စီမှာအလင်းဝင်ပေါက်တစ်ပေါက်စီရှိနေသည်ဒါပေမဲ့ထိုအလင်းပေါက်များကနိုင်ရန်တစ်ဖက်နှင့်တစ်ဖက်အကွာအဝေးအနှိမ့်မြင်မတူတဏိတာခီးကိုစတင်ရန်ထွက်ခွာလာသောနေလုံး၏အရက်အမြင့်နှင့်ပြင်းအားအရသူ့ခြေအစုံကိုလာစုနေသောနေရာမှာဘယ်ဘက်နိုင်ရန်စီမှဖြစ်သည်အကြခင်အချိန်အတွင်းနေမင်းသည်ဘယ်ဘက်နိုင်ရန်အလင်းဝင်ပေါက်ကိုထားခဲ့၍ဆက်လက်ခီးထွက်ခွာပါလိမ့်မည်အရှိဘက်နိုင်ရန်စီရောက်ခဲ့ပါကနေလုံး၏အရက်အမြင့်သည်ဘယ်ဘက်နှင့်တူမီမဟုတ်တော့ထို့တူအရှိနိုင်ရန်မှအလင်းဝင်ပေါက်မှလည်းဘယ်ဘက်နိုင်ရန်မှအလင်းဝင်ပေါက်နှင့်အကွာဝေးမတူနှိမ့်မြင့်မတူတော့ညာဘက်နိုင်ရန်စီရင်လဲထိုအတိုင်းမိမိဖြတ်ကျော်လာခဲ့သောနိုင်ရန်နှစ်ဖက်နှင့်သူ့စီမှအလင်းဝင်ပေါက်သည်တူမီမဟုတ်တော့ပါဒါဟာဘာသဘောလဲသူထင်တာမမှားဘူးဆိုတာကဝင်ပေါက်အားလုံးမှထိုးကျလာမိအလင်းရောင်သည်သူရက်နေရာအရက်စီတို့သာအလင်းဝင်ပေါက်တွေရဲ့တစ်ခုနဲ့တစ်ခုကြားအကွာအဝေးမှာအစီအစဉ်များရှိနေရလားအတန်ကြာငြိမ်သက်စဉ်းစားသွားရမှစစ်ညီအောက်ခုံဆင်းလိုက်ရင်စိတ်ကိုတို့နန်းဆောင်အပြင်ထွက်ကြည့်အောင်ထိတ်ထားသူသူမဟာမိန်းကလေးတူဖြစ်ပါတယ်မိန်းကလေးတူမှာရှိတဲ့အပြင်အစင်အရက်အမောအရီအပြုံးအလှပတွေအားလုံးလဲပြည့်စုံတယ်ဒါပေမဲ့အရင်ဘွားကစူတောင်းမှားခဲ့တယ်ထင်ပါရဲ့အလွန်လွန်ရှားပါသောကန်ထူးသူအချို့မှသာရရှိနိုင်သောဖျားပေးလက်ဆောင်တစ်ခုကသူ့ရဲ့စိတ်နဲ့ခန္ဓာမှာအရေးတစ်ခုလိုအုံမူးလိုက်ပါနေတခါတခါသူမဟာထိုလက်ဆောင်ကြောင့်ကိုဂုံယူဝင့်ကြွားနေတယ်လို့တခါတလေတော့လေဆက်စုပ်ယွန်ရှာနေတတ်ပါတယ်ထိုလက်ဆောင်ကြောင့်ပဲသူမကိုအသုံးချပြီးလူတချို့ကြည်ကြည်တက်ချမ်းသာသွားတယ်လူတချို့ချွတ်ချုံကြအောင်ဆင်းရဲသွားတယ်သူမကြောင့်လူအများကြီးပျော်ခဲ့ရတယ်လို့သူမကြောင့်ပဲလူတွေအများကြီးစိတ်ဆင်းရဲခဲ့ရပါတယ်ခက်တော့လည်းခက်တယ်စူတောင်းဆိုတာမျိုးကကာလဒေသကိုကျင့်တရားကုသိုလ်စတဲ့အကြောင်းတရားတွေတိုက်ဆိုင်သွားခဲ့ရင်မလိုအပ်ဘဲအင်အားကြီးသွားတတ်ကြောင်းစောစောစီးစီးတဲ့သူမရေးမိခဲ့ဖို့ကောင်းတယ်လေတနှစ်တစ်ခါငရဲရှာလူရွာဖျားပွဲဆိုတဲ့စကားကိုဟိုးငငယ်လေးတွေကလမ်းတွင်ကြားဖို့ခဲ့တယ်
ဒါပေမဲ့ဒါဟာဖျားဝက်တစ်ခုမဟုတ်ပါဘူးသူတို့နေထိုင်ရာသူဇလဒီပတိုင်းကိုအုပ်ချုပ်မင်းလုပ်နေတဲ့ရွှေဖုံးတော်ရှင်ရဲ့အသက်60ပြည့်မွေးနေ့အလှတော်ပွဲကြီးပါရွှေနှဲရှင်ရဲ့ဖုံးရိပ်ကန်ရိပ်ကြောင့်နေပြည်တော်မှစပြီးတတိုင်းတစ်ပြည်လုံးအပျော်တွေကူးစက်နေကြတယ်သူတို့နေထိုင်ရာအစောလက်မြို့ကလေးဟာလည်းရွှေနှဲရှင်ကိုအမှုထားပြီးကောင်းချီးမင်္ဂလာတွေနဲ့ချိတ်ချိတ်တဲ့စီကားလိုပေါ့3ရက်နဲ့3ညတိုင်တိုင်ပျော်ပွဲရွှင်ပွဲကြီးကျင်းပနေကြတယ်လေမျက်စိတစုံရှည်လျားတဲ့ပွဲစည်းတန်းတွေအီယာမပကြီးကားကြီးတွေနဲ့ချိတ်ဆွဲကြော်ညာထားတဲ့ဇက်သပင်တွေမြေဝိုင်းကားဆက်တွေမုတ်ဆိုင်တန်းတွေမပါမဖြစ်တရီဆိုင်နဲ့လောင်းကစားဝိုင်းတွေစတာတွေနဲ့အစိုးလက်တစ်မျိုးလုံးကမြေဥယျာမတိုင်မီကလေးကကြက်ပြန်မကြစီကားနေပါပြီဒါဟာမကြုံစဘူးထူးကဲလာတဲ့ပွဲတော်ကြီးကိုအစိုးလက်မြို့သူမြို့သားများဝင်ရောက်ဆင်နွှဲလူချင်းကြောင့်ဖြစ်တယ်လို့ပွဲငှက်နေချင်းကြောင့်လည်းဖြစ်နိုင်ပါတယ်ငှက်ဆိုသူတို့သူဇလဒီပတတိုင်းလုံးကပျော်ပွဲရှင်ပွဲနဲလာတယ်လေအနီးနားဒီပ6တိုင်းမှာတော့အပျော်တွေပေါ်ပါတယ်အဲ့ဒီအတွက်အကျိုးရလဒ်ကတော့တိုင်းပြည်မှာလူပေါ့လူပြော့တွေများလာတာပါပဲသိမဆိုင်လောက်ထင်ရပေမဲ့လည်းဒီပ9တိုင်းကိုရှင်ကြည့်ရင်တော့သိတာနိုင်ပါတယ်ပထဝီအနေအထားအရသူတို့နေထိုင်ရာသူဇလဒီပတိုင်းအနီးဝင်ခြင်းမှာကကဒီပဝနဒီပနရဒီပယတနာဒီပဇေယဒီပစုလဒီပဆိုပြီးဒီပ6တိုင်းရှိနေပါတယ်သူတို့သူဇလဒီပတိုင်းသာပါရင်ဒီပ9တိုင်းပေါ့9တိုင်းအနက်လူမှုရေးစီးပွားရေးကျန်းမာရေးပညာရေးတွေမှာသူတို့သူဇလဒီပတိုင်းကအားလုံးထက်တာလွန်နေတာတော့ငြင်းမရပါဘူးဒါဟာလေအုပ်ချုပ်သူတွေရဲ့ဉာဏ်အမျှော်မြင်ရှိမှုနဲ့လေ့ကျင့်ပြိုးထောင်ပေးမှုတွေကြောင့်လို့ပဲဆိုရပါလိမ့်မယ်တိုင်းသူပြည်သားတွေရဲ့မိမိကိုယ်ကိုကောင်းမွန်သောအခြေခံတွေနဲ့တိဆောက်လိုမှုကြောင့်လည်းဖြစ်နိုင်ပါတယ်သို့တော်လည်းဘာပဲပြောပါလူတွေအပျော်ပါမှတ်တာတော့အထူးဆန်းမဟုတ်ပါဘူးအပြစ်တခုလည်းမဟုတ်ပါဘူးလူဆိုမှတော့သွေးနဲ့ကိုသားနဲ့ကိုလေမုန်းချက်မှုတွေရှိနေသည်၍တော့ထွက်ပေါက်ဆိုတာလည်းရှိနေအောင်မှာပါပဲအခုလဲအခါအခွင့်တင်တော့ပြောရပါရအောင်နန်းတွင်နဲ့စောဖြူဟူသည့်ငယ်တငယ်ချင်း2ဦးပွဲကင်းဘက်စီထွက်လာခဲ့ပါတယ်နန်းတွေလူတွေမှအားကြီးပဲကွာနော်ငါတို့အစိုးလက်တစ်မျိုးလုံးကော်ပီလာတော့ထင်းရတယ်ကြိတ်တိုးနေတဲ့လူကြီးကိုကြည့်ပြီးစောဖြူကဆိုလာတယ်အေးဒီလောက်လူများတာဖြင့်ဒုမြို့မှာတခါမှမမြင်ဘူးရွှေနှဲရှင်ရဲ့အရှိန်ဝါကလည်းကြီးပါကွာဟုတ်ပါတယ်ဒါဟာရွှေနှဲရှင်ရဲ့ဖုံးကန်နဲ့လည်းအများကြီးသက်ဆိုင်ပါလိမ့်မယ်သူတို့အစိုးလက်မြို့တွေမဟုတ်ဘဲတတိုင်းပြည်လုံးနဲ့သက်ဆိုင်တဲ့ပြည်ထောင်စုအဆင့်ပျော်ပွဲရွှင်ပွဲဖြစ်နေတာကိုစောဖြူကတော့လူအုပ်ကြီးနဲ့မျက်စိတစုံပွဲစည်းတန်းတွေကိုကြည့်ပြီးတောက်တခက်ခက်ဖြစ်နေလေရဲ့ပွဲကင်းတစ်ခုလုံးကပရွက်စိတ်အောင်ဒုံးနဲ့ထိုးထားသလိုရောင်းတန်ဝဲတန်စားနောက်တန်နဲ့ဇက်ယုံတို့စီမှဆိုင်းတန်ပုံတန်များမြေဝိုင်းကားဆက်စီယာတို့ရဲ့စူတန်ငိုတန်စတာတွေနဲ့စူးစူးညံကတိုးမပေါက်အောင်ပါပဲကြက်ပြန်မကြစီကားတယ်ဆိုတာဒါမျိုးခေါ်တာပဲဖြစ်မှာလို့နန်းရွယ်စိတ်ထဲမှာတွေးနေမိတယ်တဏှာရောက်တော့အလွန်လှပတဲ့မင်းသမီးတယောက်ရဲ့ရုပ်ပုံကိုအီယာမပကြီးကားကြီးတစ်ချက်အဖြစ်အသက်သွင်းကမြေမှာဝါးနှစ်တိုင်ခတ်ပြီးခန်းခန်းနာနာကြီးညာထားပါတယ်။ယမင်းသူစာဇက်တပင်နဲ့နာမည်ကြီးအဖွဲတစ်ဖွဲဖြစ်ရင်တူပါရဲ့လူတရက်ကြော်တဲ့ဝင်းထရံတွေခတ်ပြီးလဲအနောက်ဘက်မှာဇက်ယုံကြီးစောက်ကထားတယ်။ဆိုင်းစရာရဲ့လက်စွမ်းပြတဲ့ဆန်းဆန်းကိုလည်းအတွင်းမှာကြားနေရတယ်။လူဝင်တဲ့တယ်မဲ့တီးခွက်တွေဖြစ်လောက်ရဲ့တကယ်လဲတခြားဇက်အဖွဲ့တွေနဲ့ရှင်ရင်ဒီအဖွဲ့စီလူတွေတဖွဲဖွဲဝင်နေကြတာကိုမြင်ရတာမို့ပါတို့လည်းဝင်ကြည့်ကြမလားစောဖြူကတိုးဝင်နေတဲ့လူကြီးကိုတစ်ချက်လှမ်းကြည့်ပြီးနေပါအောင်ကွာ
အခုမှအစိုးရရှိပါသေးတယ်ပွဲကင်းကိုစုံအောင်ပတ်ကြည့်ပြရစီအောင်ကွာဒါနဲ့ပဲသူတို့နှစ်ဦးစိတ်ကိုရှိမှခွာကပွဲကင်းဘက်စီခြေဦးလှည့်ခဲ့ပါတယ်ခြေတော်လေးနည်းနည်းညောင်းလာတော့ထုံးစံတိုင်းစိုးဖြူကဗီဇပြလာနန်းတွေတီလေးတစ်ခွက်နှစ်ခွက်လောက်ဝင်တော့ရအောင်ကွာဒါမှဇပွဲကြီးဟာစီစီပုတ်ပုတ်ရှိမှာသူငြိမ်သွားတော့စိုးဖြူကထက်ကော်နေဝဲလေရဲဆိုတာလေတီလေးနဲ့မှဟန်ကြတာကွာမဟုတ်ရင်မျက်စိညောင်ခြေထောက်ညောင်းတာပဲအဖတ်တယ်မှာမင်းတောက်ချင်လဲတောက်လေဒါနဲ့ပဲနှစ်ဦးသားတီဆိုင်တစ်ခုတည်းကိုဝင်လိုက်ကြပါတယ်မကြပါဘူးသူတို့ရှိကိုတီအိုးနဲ့အမီးတပကံရောက်လာတယ်ရောက်မဆိုင်စောဖြူကတစ်ခွက်ခက်ကတကြိုက်တည်းမောချလိုက်ပြီးဟူးအခုမှပဲနေသားထိုင်တာရှိသွားတော့တယ်ကွာပြီးတော့နောက်တစ်ခွက်သူကတော့မကောင်းတတ်တာမို့တစ်ခွက်ခတ်ပြီးတော့ပဲစိန်ဆွဲကတောက်နေလိုက်တယ်ထိုချိန်မှာပဲနောက်ပိုင်းမှာအချင်းချင်းပြောနေကြတော့စကားအချို့ကအားမဆိုင်ပါပဲသူ့နားရင်းကိုဝင်ရောက်လာတယ်ယမင်းသူစာနဲ့နေပြီးတော့တခွင်မှာနာမည်ကြီးနေတာဟာဒီညတော့ကြီးခွင်ကြုံပြီပေါ့ကွာတော်တော်လှလို့လားဟာလှမလားဇပွဲကြော်ညာပကြီးပုံပဲကြည်လေကွာထိုစင်မှာပဲနောက်တစ်ယောက်ကအာလေးရှာလေးဖြင့်ဝင်ပြောတယ်ဟုတ်ပါဘူးကွာယမင်းသူစာနာမည်ကြီးတာလှလို့မဟုတ်ဘူးအဆိုကကောင်းလို့ကွာမှားနေပြီမင်းတို့မှားနေကြပြီယမင်းသူစာနာမည်ကြီးတာလှလို့မဟုတ်ဘူးအဆိုကကောင်းလို့လည်းမဟုတ်ဘူးဆွဲဆောင်မှုရှိလို့ကွာပြတတအတန်ဖြင့်ဝင်ပြောသောစကားစုအောက်မှာအားလုံးငြိမ်သွားကြတယ်သူ့ရဲ့မျက်လုံးသူ့နှာခမ်းသူ့ရဲ့အစစ်အပေါက်အဲ့ဒါတွေအားလုံးကရှာမရှာပဲကိုလူတွေပြီးတော့တစ်မျိုးပဲကွာဘာတစ်မျိုးလဲဟာချင်းစဉ်းစားလိုက်တယ်လို့ငြိမ်သွားပြီးကမှသူ့မြင်တာနဲ့ကွာယောက်ျားတစ်ယောက်ရဲ့စိတ်ထဲမှာဘယ်လိုပြောရမလဲတိုင်မထားပဲစကားတန်တွေတိုးသွားလေပြီးတော့ခေါင်းချင်းဆိုင်သွားသလားမပြောတတ်ပါဘူးစကားတန်ကိုပီပီတက်တက်မကြားရတော့ပဲတူတူအုပ်အုပ်အတန်အချို့သာကြားလာတယ်ခဏကြာတော့ဟုတ်ရဲ့လားကွာငါတော့အဲ့လိုမိန်းကလေးမျိုးတစ်ခါမှမမြင်ဘူးပါဘူးထိုစကားတန်နောက်မှာမောမောပန်းပန်းနဲ့တပ်ပြင်းချတန်တွေကိုကြားရပါတယ်ဒီတစ်ခါလဲပြတတအတန်ပိုင်ရှင်ကပဲဝင်ဆုံးဖြတ်သွားပါတယ်မယုံရင်ဒီညကြည့်ပေါ့ကွာကြည့်မယ်ကွာတခုတော့ရှိတယ်ဇက်စင်နဲ့နီးရဲ့နေရာရဖို့တော့လိုတယ်ဝိုင်းလေးကကိတ္တမြတိတ်ဆိတ်သွားပါတယ်ပြီးတော့တိတ်မကြပါဘူးထိုင်နေသောလူငယ်တွေစိုင်ထဲကအရှုအရှုထွက်သွားကြတယ်စောဖြူကတော့ကိုယ့်အချိန်နဲ့ကိုမှုထိုစကားတွေကြားမယ်မထင်မိဘူးသူ့မှာသာကြားရတဲ့စကားနဲ့မြင်ခဲ့တဲ့ကြော်ညာပကြီးပုံကြောင့်ယမင်းသူစားဆိုတာဘေးလီတပုတ်လိုဖြစ်သွားတယ်တီတူးကုံတော့အချိန်ကအတော်လင့်နေပါပြီစောဖြူလည်းတော်တော်ထွေနေခဲ့ပြီဇပွဲဝင်ကြည့်ဖို့ဆုံးဖြတ်တော့ဘာရမဟုတ်ပဲခြေလန်းတွေကလူဝင်များရာအရက်စီဥတီမီလီယတာဖြစ်သွားတယ်တခုတော့ပြောစရာရှိတယ်ကိုပိုင်အေးချင်းနေပြီးသူတစ်ပါးဆုံးဖြတ်ချက်ကိုအားကိုးခြင်းတဲ့လူတချို့ကတော့ဘယ်အရာမဆိုသူများကောင်းရင်လိုက်ကောင်းပြီးသူများညံ့နေပြောရင်လည်းဘာမှရှိရှိဝေးဝေးစဉ်းစားဆုံးဖြတ်မနေပဲညံ့နေလိုက်လို့တတ်ကြပါတယ်။ဂျမင်းသူစာဇတ်တပင်ကိုသူများကြည်တိုင်းလိုက်ကြည့်မိလို့ညံ့နေပြောရင်လည်းခံရမှာပါပဲ။အမှန်တော့သူ့အတွက်ကံဆိုးတဲ့ညတညထိုအချိန်ကလေးကဖြစ်မှမသိဖြစ်နေကြတာပါ။